Britannia အားလုံးပဲမင်္ဂလာပါယောဒီတိုင်းရေကျေမြို့နေနဲ့တာပေါင်းမြို့နေတို့သွားစက်ကောင်စီတပ်နဲ့အာရခတ်တမတော်အေတို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစက်ကောင်စီတပ်သားအလောင်းများနဲ့လက်နက်ခဲရဲ့အချို့ကိုတင်စေရမိခဲ့ကြောင်းအာရခတ်တမတော်အေကယနေ့တိုက်ပွဲတရင်တွန်ထုတ်ပြန်ထားပါတယ်စက်တက်တော်မကွေတိုင်းပကိုတိုင်းအယုဒီတိုင်းနဲ့ချမ်းပြည်နယ်တောင်ပိုင်းအပါအဝင်အာရခတ်တရာနဲ့ထိစပ်နေသောတေရာများသွမ်းတပြိုင်နက်တည်းထိုးဆက်ဆန်တိုက်ခိုက်နေကြောင်းထိုးပြန်အေထိန်ချုပ်ထားသည့်ကြောက်တော်မြောက်ဦးတရွေကွာကျင်းလီဝေယဌာနီပုတ်တော်နဲ့ပုံနာကျွမ်းစစ်တွေအဆက်တရများအပြင်အယတပြည်သူများနေထိုင်ရာမြို့ကျေးရွာစေယုံစာတင်ကျောင်းနဲ့ဘာသာရေးအဆောက်အုံများကိုလေကြောင်းမှနေညမရွေပုံကျဲတိုက်ခိုက်ခြင်းနဲ့ပလီပြန်ရှိတံပေါ်ကြီးများမှလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းများစတိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်စတအီထိုးဆက်ဆန်ရန်ချိုးပန်းနေသည့်နေရာတိုင်းတွင်အေနဲ့ဆက်မြေပြန်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးမြေပြန်တိုက်ပွဲများသာအသာစီမရသဖြင့်စက်ကောင်စီတက်က၎င်းတို့၏အသာချက်ဖြစ်သည့်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြင့်လှုပ်ဆောင်နေသည်ဟုသိရပါသည်အလားတူရခိုင်ယောဒီအဆက်တရတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးဇူလိုင်လအတော်မိုးတတန်စွာရွတ်တော်မှုနဲ့ရာသီဥတုအခြေအနေများကြောင့်နှစ်ဖက်ထိုးဆက်ခန်းစများတော့အသက်အကျရှိခဲ့တော့လဲတိုက်ပွဲမရှိသေးနေမရှိသလောက်ဖြစ်ကတိုက်ပွဲကြီးတိုက်ပွဲငယ်များနေစနီးပါဖြစ်ပွားခဲ့ကြောင်းအေကဆိုထားပါတယ်အောက်ကစလာနေရနေတော့ပဒေနာတာခါမအားသမန်ပြည်တန်းထားသောစက်ကောင်စီဓမ္မ66အောက်ကစလာနေရနေတော့ပဒေနာတာခါမအားသမန်ပြည်တန်းထားသောစက်ကောင်စီဓမ္မ66လက်အောက်ခံခလာယာတိနဲ့ခလာယာစတိတရများကြီးရေချေမြို့နယ်ရုံပန်ကျေးရွာအနောက်ပိုင်းဘက်3.3 ကီလိုမီတာနဲ့3.9 မီတာခန့်အကွာတွင်အေတပ်ဖွဲ့များနဲ့နေနာရီနီးပါးကြာတိုက်ပွဲနှစ်ကြိမ်စတိုက်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်ပထမတိုက်ပွဲမှာအောက်ကစလာနေ့ရက်နေ့နဲ့7:50 မိနစ်မှနေ့လယ်7:50 မိနစ်အထိနာရီကြာဖြစ်ပွားခဲ့ပြီးစက်ကောင်စီတပ်ကဒရုန်းနဲ့မြေပြင်ပစ်ကူအများပြားအသုံးပြုကစက်တိုဆန်ကစက်ကောင်စီတပ်အခုထိအတိုက်ခိုက်အကြဆုံးများဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းတိုက်ပွဲအတွင်းစက်ကောင်စီတပ်သားအလောင်းများနဲ့လက်နက်ခဲယမ်းအချို့ကိုတင်စေရမိကြောင်းအေကပြောဆိုထားပါတယ်ယနေ့ညနာရီ3နာရီ၄မိနစ်ခန့်တွင်ယုံပန်းကျေးရွာအနောက်ပိုင်းဘက်3.9 ကီလိုမီတာခန့်အကွာ၌ဒုတိယအကြိမ်တိုက်ပွဲသမန်ဖြစ်ပွားခဲ့ပြီးစက်ကောင်စီတပ်ကအလုံးရဲဖြင့်ယနေ့ညနေ3နာရီ၄မိနစ်ခန့်တွင်ယုံပန်ကျေးရွာအနောက်ပိုင်းဘက်3.9 ကီလိုမီတာခန့်အကွာ၌ဒုတိယအကြိမ်တိုက်ပွဲသမန်ဖြစ်ပွားခဲ့ပြီးစက်ကောင်စီတပ်ကအလုံးရဲဖြင့်သမန်ထိုးဆက်ဆန်လာခဲ့ကြောင်းတပ်ဖွဲ့များကခုခံစနစ်တံပြန်ထိုးဆက်များဖြင့်တိုက်ခိုက်ခဲ့ရာစက်ကောင်စီတပ်တီအထိခိုက်အကြဆုံးများဖြင့်တပြစ်ကဆုတ်ခွာထပြေးသွားခဲ့ကြောင်းရန်တိုက်ပွဲမှာလည်းတနာရီကျော်ကြာမြင့်ခဲ့ပြီးစက်ကောင်စီတပ်သားအလောင်းများနဲ့လက်နက်ခဲယမ်းအချို့ကိုသမန်သိမ်းဆည်းခဲ့ရကြောင်းသိရှိရပါတယ်ထို့ပြင်အောက်ကစလာတရနေ့တွင်လည်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအရှိဘက်6 ကီလိုမီတာခန့်အကွာ၌စက်ကောင်စီတပ်နဲ့အေတို့အကြားနေလေတနာရီ50မိနစ်မှညနေ3နာရီ40မိနစ်အထိနာရီနိပါကြာတိုက်ပွဲပြန်ထန်စွာဖြစ်ပွားခဲ့ပြီးရန်တိုက်ပွဲတွင်လည်းစက်ကောင်စီတပ်လက်နက်ခဲယမ်းအချို့ကိုတင်စေရမိကြောင်းသိရှိရပါတယ်